ကဲရှင်တို့ရေကျမအတွက်လုံးဝမဆက်တဲ့မုံဟင်္ကာကကျမအမျိုးသားအီတလီလူမျိုးအတွက်အရန်ကိုဆက်တယ်ဆိုတာရှင်တို့ယုံနိုင်လားရှင် Spicy. I just put a little bit chili powder. အီတလီနိုင်ငံမှာနေပြီးတော့မုံဟင်္ကာတပွဲရဖို့ကြံပန်ချက်ရတာလည်းတကယ်ကိုမလွယ်ပါဘူး။တညရေးစိန်ထားတဲ့ပဲဝချမ်းတွေကိုစားနှင်းငယ်ထည့်ပြီးတော့မာရည်နဲ့နူတဲ့အထိပြုတ်ပေးလိုက်ပါမယ်။ပြီးတော့ငါကိုလည်းရွေးရှယ်စရာအများကြီးမရှိတော့ရှိတဲ့ငါနဲ့ပဲကျမကမုံဟင်္ကာချက်ခဲ့ပါတယ်။သူကတော့ကက်ကတင်းနဲ့ဆင်တဲ့ရှင်ငပိရေစိန်စားငပိချင်းနနွင်းနဲ့စားဂျပန်ရတာပြီးတော့ရေလေးထည့်ပြီးတော့မှကျမပြုတ်ပေးလိုက်ပါတယ်ရှင်။သူတို့စီမှာပဲဝချမ်းကအချမ်းမရှိပါဘူးအလုံးလိုက်ပဲအဲ့ဒါတော့တော်တော်ကန်ကောင်းလို့တွေ့တာပါ။နဲ့ပဲပြုတ်ထားတဲ့အချိန်မှာခြံထဲမှာရှိတဲ့အရက်တွေသွားခူးပါမယ်။ session နဲ့မပြည့်သေးတဲ့7လင်ကိုခူးပါမယ်ရှင်။သူတို့စီမှာဒီပင်ကိုကိုယ်တိုင်မဆိုင်ရင်ငတ်ပါတယ်ရှင်။ဒါလေးကတော့ကျမစိုက်ထားတဲ့နန်းနန်းပင်ပေါ့နော်။အများကြီးတော့မရှိဘူးတို့ပေမဲ့လည်းနပကန်စားအီတလီမှာနည်းနည်းမင်းရအရန်ချီမိုးတဲ့အပင်တွေဖြစ်ပါတယ်ပတ်စံရှိရင်တော့မှဝယ်ချင်မှဝယ်လို့ရတာပါစားတဲ့သူတိတ်မရှိတော့ရောင်းချင်တဲ့အချိန်မှာသူကရောင်းပါတယ်ရတော့စီနံပါဒါနည်းနည်းခူးသွားမယ်ပေါ့နော်ပူစီနံလဲထို့တူပဲချီမိုးကလေးဆိုတဲ့အပင်တွေမှာပါပါတယ်ရောင်းချင်တဲ့ခါလဲရောင်းတယ်မရောင်းချင်တဲ့ခါလဲမရောင်းလို့သူတို့ချီမိုးတာမခံနိုင်လို့ကိုယ်တိုင်စိုက်ထားရပါတယ်ရှင်ပြီးရင်တော့ပဲတောက်ရှိပါအဲ့ဒါလဲကိုယ်တိုင်စိုက်ထားတဲ့ခရမ်းချင်ဒီကိုတော့ဝယ်ရလွယ်ပေမဲ့ကိုယ်တိုင်စိုက်ထားတဲ့ organic ကိုစားချင်လို့ကိုယ်တိုင်ပဲစိုက်ပါတယ်ရှင်ရလာတဲ့အသီးရွက်တွေအကုန်လုံးကိုကျမတို့ရေရှိုးပေးလိုက်ပါမယ်ပြီးရင်တော့ခူးလာတဲ့အသီးရွက်တွေအေးမပတ်အောင်တိချာလေးပဝါနဲ့တုပ်ထားပေးလိုက်ပါရှင်အရက်တွေသွားခူးတဲ့အချိန်မှာပဲအိုးရွတ်ဒီတိုင်းပဲပြစ်ထားတာမလို့မတူတာတော်တော်လေးကိုကန်ကောင်းပါတယ်ရှင်မတူပဲနူးသွားတဲ့ကျမပဲလေးတွေကိုတိချာလေးညက်သွားအောင်လို့ဖိပေးလိုက်ပါတယ်ရှင်ပြီးရင်တော့တိတ်ရွေးချယ်စရာမရှိပေမဲ့ဈေးမှာအရန်ကြီးတဲ့ချီမိုးငါးလေးကိုကျမတို့အင်ကြီးတွေချွတ်ပေးပြီးတော့မှအယိုးလေးတွေထုတ်ထားပေးလိုက်ပါမယ်ရှားနေတဲ့ချိန်အယိုးဆူသွားလို့ရှင်ဆေးရုံဘိုးဘထက်ကုန်သွားမှဆိုလို့ပါရှင်ပြီးရင်တော့ကျမရလာတဲ့ငါးသားလေးတွေကိုထောင်းပေးလိုက်ပါတယ်အယိုးကိုလည်းထောင်းပြီးတော့မှရေနဲ့ရောပေးလိုက်ပါမယ်ရလာတဲ့ငါးရိုးရေကိုကျမတို့မုံဟင်္ကာထဲမှာပြန်ထည့်မှာဖြစ်ပါတယ်ကဲဒီချီနေမှာချက်လို့ရပါပြီစီထည့်မယ်ကျက်သွန်နီထည့်ပါမယ်အမှန်ကချင်းကိုအရင်ထည့်ပြီးတော့စီတက်ရမှာမေ့သွားလို့ကျမကချင်းကိုဘီနာလေးမှာပုံပြီးတော့တက်လိုက်ပါတယ်ပြီးသွားရင်တော့နနွင်းလေးနည်းငယ်ထည့်ပြီးတော့မှစီတက်လို့မွေးလာရင်ကျက်သွန်နီလေးကိုရောပြီးစီတက်ပါတယ်ဒီနေ့ကျမချက်တဲ့မုံဟင်္ကာချက်နီကတော့ရန်ကုန်ရောမော်လမြိုင်နီးပါရောထားတဲ့နီးဖြစ်ပါတယ်ရှိတာလေးနဲ့ပဲအဆင်ပြေအောင်ချက်ရတာမလို့ဒီလောက်ရှိရအောင်တော်တော်လေးကိုကန်ကောင်းနေပါပြီရှင်နနွင်းစီတက်တဲ့အချိန်မှာအယောင်တင်မုတ်ပါတခါတည်းစီတက်ဖို့လိုအပ်ပါတယ်ကျမကမေ့သွားလို့နောက်မှပဲထည့်ပြီးတော့မှတက်လိုက်တာဖြစ်ပါတယ်စီတက်ထားတဲ့ငါးသားတွေထဲကိုပြုတ်ထားတဲ့ပဲလေးတွေထည့်ပါမယ်ရှိတာလေးကိုချက်ရပါတယ်ဆိုနေမှပဲဟိုအပိုင်းမေ့ဒီအပိုင်းမေ့ဟိုကြော်ဒီကြော်နဲ့ကျမရဲ့မုံဟင်္ကာအိုးပါပြီးတော့ငါးရိုးထောင်းရေငါးပြုတ်ရေရှိတဲ့ရေတွေအကုန်လုံးကိုထည့်လိုက်ပါတယ်အရသာအတွက်ကိုတော့ထိုင်းကနေတည်လာခဲ့တဲ့ထိုင်းပစ္စည်းမဟုတ်တဲ့ဂျပန်ရသာမဟုတ်ထည့်ပါတယ်ပြီးရင်တော့အီတလီစားနဲ့ထိုင်းငံပြရည်လေးသုံးခဲ့ပါတယ်ညီမမုံဟင်္ကာသာပြောတာအခုထိကညီမပစ္စည်းတစ်ခုမှမပါသေးပါဘူးရှင်ညီမပစ္စည်းဆိုလို့ညီမမားလေးစိုက်တဲ့ဇပလင်ယူပဲရှိပါတယ်အဲ့ဒါလေးကိုလည်းထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့ဟင်းရည်ကိုမီးအေးကလေးနဲ့ကျမကတနားရီလောက်ချက်ပါတယ်ရှင်အိမ်ကကြက်တွေဘဲတွေကထက်မဦးတော့လို့ကုံတိုက်ကဝယ်ခဲ့တဲ့ကြက်ဥကိုပဲပြုတ်ပြီးထည့်လိုက်ပါတယ်ပြီးရင်တော့ရည်နွေးဦးထဲမှာစားလေးနည်းငယ်ထည့်ပြီးတော့မှမုတ်ဒီ6ဖက်ကိုကျမပြုတ်လိုက်ပါတယ်အဲ့မှာမုတ်ဒီ6ဖက်ကမြန်မာပစ္စည်းလို့ထင်ဝင်မဟုတ်ပါဘူးသူကဗီယက်နမ်ပါသူ့ကိုကျမ15မိနစ်လောက်ပြုတ်ပြီးသွားတဲ့အခါမှာရေအေးလေးနဲ့သူ့ကိုအနည်းငယ်ပြန်ပြီးတော့အေးခံလိုက်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့နိုင်ငံပေါင်းစုံကပစ္စည်းပေါင်းစုံကိုတုံးထားတယ်ကျမတို့ရဲ့မြန်မာမုံဟင်္ကာလေးရပါပြီမုံဟင်္ကာဖက်ကလေးကျမတို့မြန်မာပြည်မှာစားတဲ့အရသာကိုနီးဆက်ဆုံးရဖို့အတွက်တော်တော်လေးကိုရှာခဲ့ရပါတယ်ဆန်နဲ့လှုပ်ထားတဲ့ခောက်ဆွဲတွေကိုစမ်းခဲ့ရတာလဲတစ်စိတ်တစ်မျိုးပြီးတစ်မျိုးပါရှင်နောက်ဆုံးမှာတော့ကျမကဒီတစ်စိတ်ကိုရခဲ့တယ်သူကတော့အဆင်ပြေဆုံးပဲကျမအတွက်ပေါ့နော်ကဲနောက်ဆုံးမှာတော့ခက်ခဲနဲ့ကျမရဲ့မုံဟင်္ကာတပွဲရပါပြီရှင်ဒီထဲမှာခေါ်စားဖို့မေ့သွားလို့အတန်သွင်းရင်းနဲ့ပဲအားလုံးပဲစားကြပါအောင်ရှင်စင်နာနာချမ်းသာခင်မျိုးသားအလောက်သွားနေတော့တယောက်ထဲစားဖို့နော်ဒီနေ့ကတော့သူပြန်လာတဲ့ခါကျမှပဲသူ့ကိုစားပြခိုင်းတော့မယ်သူလည်းရမ်းကြိုက်တယ်မဟုတ်ဘူးဒါပေမဲ့အုံလုံးခါဆွဲသူကြိုက်တယ်ဒီမှာ
mohinga ကိုပို့ကြိုက်တယ်အမိုးဖောက်ဆွဲ ကျမမျိုးသားစားနေတဲ့ဗီဒီယိုကိုရိုက်တဲ့အခါမှာကင်မရာကြီးကအပေါ်ကနေထောင်ပြီးရိုက်ချလိုက်တော့ရလဲငါထိတ်ပြောင်တာအရင်အောင်တိတာလွန်နေဆိုလို့ကျမ crown တက်ပေးလိုက်ပါရှင်တို့နည်းနည်းမြင်ရတဲ့ဆိုရင်လည်းမြင်ရအောင်လို့ပဲသဘောထားလိုက်ပါအဲ့လိုမှမဟုတ်ဗီဒီယိုမှာသူစားမပြပဲနေပါအောင်မရှင် You need to taste the soup. It's spicy. Spicy a little. I just put a little bit chili powder. Next time, no chili powder. Little bit spicy, but it's good. Moringa is so delicious. Thank you, my wife. And thanks for watching. Bye bye.